Okay,အားလုံးပဲမြင်ပါကျွန်တော်မြန်တော့ Think ဖတ်တာပဲကျွန်တော်ဒီကြီးမှာတော့ brother တို့ blog free ရဲ့ update နဲ့အကြောင်းလေးကျွန်တော်ဒီမှာ brother မြင်တဲ့အတိုင်းပဲ blog free community မှာ summer update ဆိုတဲ့ဒီက summer update ပြန်လာတော့မှာ first စီကနည်းနည်းထူးခြားနေတယ်ဆိုတော့ကျွန်တော်တို့ jungle တို့မှာ fauna city တို့ပြီးတော့ N1 တို့လည်းတွေ့ပြီး 47 ပြီးတော့အမှားရဲ့ကျွန်တော် anime My Game for 3 Anime Win Intro တို့ကကျွန်တော် fan ရဲ့ချက် show နေကြတယ်ပြင်ရပါတော့ဒီမှာစာပိုက်တစ်ခုပါနော်အဲ့တော့ တော့ how into event ကိုမမိတဲ့လူတွေတင်းကောင်းရှိပါတယ်တော့မနှက်ဖြန်နားပြမယ်နော်မနှက်ဖြန်8နာရီခွဲဒါညပေါ့ည8နာရီခွဲပါည8နာရီခွဲလာပါမယ်အဲ့တော့တင်းကောင်းလို့ပြောရတာဒီမှာဆိုရင်ပေါင်းဒီ poster ကြီးကြည့်ဟိုကဘာကြုံလဲဒီမှာဆိုရင်ကျွန်တော်မာကမာ village နဲ့ပြီးမှတော့ anime ဥရောပဒါကျောင်းကတော့ fauna city ပဲဖြစ်ပါတယ်နောက်ကျောင်းကတော့N1 စီပါအဲ့ဒါကျွန်တော်စီးဝမ်းဆရာကြီးတွေတော့သိရတယ်ဒီမှာဆိုရင် go free user ကအဲ့ဒါထူးကြတာသူ့ရဲ့ဘီကကိုပါရဓာတ်ကင်တာ Okay နားတော့ထူးကြချက်ပါပဲဒီနေ့ပြရဒီလောက်ပါပဲအားလုံးပဲ bye bye